ယောက်ျားတစ်ယောက်ကိုလက်လွတ်လိုက်တဲ့အချိန်မျိုးအဲ့ဒီယောက်ျားကိုတင်ဘလောက်ပဲချစ်ချင်းပြက်ပြက်သားသားလက်လွတ်ရမယ့်အချိန်တွေကတော့နံပါတ်1သူ့ဘက်ကစိန်ကားလာရင်သူ့ဘက်ကတင်းပေါ်အေးဆက်ပြီးစိန်ကားလာပြီဆိုရင်တော့တင်းလဲသူ့ကိုအရန်ဖတ်တွေမနေသင့်တော့ပါဘူးဒီအချိန်မှာတင်းဘက်ကလမ်းခွဲစကားစမပြောပါနဲ့သူဘာလို့မလဲဆိုတာကိုပဲစောင့်ကြည့်နေလိုက်ပါနံပါတ်2တင်းကိုနာကျင်အောင်လုပ်ရင်တင်းကိုရေးမလုပ်ပဲပြစ်ထားတာဝမ်းနဲ့စိတ်ထိခိုက်အောင်လုပ်ရင်သူ့ကိုဆွန့်လွတ်လိုက်တာကငြိမ်းချမ်းသွားပါလိမ့်မယ်နံပါတ်3ဖွင့်မပြောတာတင်းဘက်ကသူ့ကိုသဘောကျနေမှန်သူကသိပါလေနဲ့သူကတင်းကိုဖွင့်မပြောလာဘူးဆိုရင်တော့သူကတတ်တိမရှိတာဒါမှမဟုတ်တင်းကိုတကယ်မချစ်တာကြောင့်ဖြစ်နိုင်ပါတယ်တင်းသူ့ကိုကြိုက်နေတာသူသိပြီးသူ့ဘက်ကတော်တော်ကြာတဲ့အထိဖွင့်မပြောလာဘူးဆိုရင်တော့တင်းလဲသူ့ကိုမျှော်လင့်မနေပါနဲ့တော့သူ့ကိုတန်ရုံးစင်ဖြစ်နိုင်မှုကြိုးစားပါနံပါတ်4ဖောက်ပြန်တာတင်းပေါ်ဖောက်ပြန်တာကိုခွင့်လွှတ်ပြီးဆက်တွဲနေရင်တင်းမဲချိန်ချိန်ခံစားရမှာပါနံပါတ်5ရီမန်းချက်မရှိရင်တင်းချစ်သူဟာသူ့ဘဝအတွက်စူးစမ်းအားထုတ်မှုလည်းမရှိဘူး။တင်းကိုလက်ထပ်ဖို့အနာဂတ်အစီအစဉ်နဲ့စူးစမ်းမှုလည်းမရှိဘူးဆိုရင်တော့လက်လွတ်လိုက်ပါတော့